တပိတ်ဆုံလို့တပုံထမှာဒီမိုကရေစီရမယ်ညာကရဲဘော်တွေဟာတိုက်ပွဲခေါ်ရင်တိုက်ပွဲပျော်တယ်ညာရဲ့တွေးကောင်းပန်းတွေကလည်းဝေလဲမှုေးတယ်ကြွေလဲမှုေးတယ်ပုတ်ကောင်ကိုရုပ်ဆောင်တာချင်းတူရင်တောင်ရုပ်ဆောင်တာချင်းကမတူပါဘူးကိုယ်တိုင်ကျင့်ယူမှရမယ့်တရားတွေမှုပြည်သူအားကိုဓာတ်တလက်လိုစုပ်ကင်ထားပါတယ်။လည်းမရှိတာနဲ့ရက်ကြည့်နေတော့မလို့လား။ပုံစံမျိုးစုံနဲ့တော်လန်ကြတာပေါ့။ဒီစစ်ပွဲမှာဘယ်သူနိုင်ဘယ်သူရှုံနောက်ဆုံးမှာအမှန်တရားကတိမ့်ပိုက်လိမ့်မယ်။မင်းတယောက်တာမတ်တက်ရက်လိုက်စမ်းပါ။ငါတို့လဲခေါင်းငုံလို့ထိုင်မနေပါဘူး။တပိတ်ဆုံလို့တပုံထမှငါတို့လိုချင်တဲ့ဒီမိုကရေစီကိုရမှာပေါ့။တောင်းငယ်ခါစစ်တူလေးအညာမီ